တာလဘောဆိုင်ရဲ့အဓိက main signature ပေါ့နော် နေလိုက်ပါ ဟုတ်ပါငပိတိုးစရာတာဟဲဖို့ရယ်အိုးအားလုံးပဲမင်္ဂလာပါဆိုတော့အခုကျွန်တော်တို့ရောက်နေတဲ့နေရာကဒါတာလဘောဆိုတဲ့ဆိုင်လေးကိုရောက်နေတာပေါ့နော်ဒီဆိုင်လေးကအဆိုတော့ကောင်းကောင်းဖွင့်ထားတဲ့ကရင်ရိုးကစားသောက်ဆိုင်လေးပေါ့နော်အခုချင်းမိုင်မှာပါအဲ့တော့ကျွန်တော်ဘာစားတောက်တွေရမလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ပေးကြအောင်နော်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ ဒီနေ့ကတော့အစုံပဲကိုဒီနေ့ကအမဲနဲ့ရတယ်ဝက်ချူရတယ်ဒါတော့ဝက်သား အို တော့ဝက် း သားရတယ်ဒီကောင်လေးကဘဲသား ဘယ်သားဟာ မြောက်ချီက special menu အော် မရဘူး ဟုတ် ညောင်ချိကတခါမှတော့မစားဘူး အော်ဖိုင်းရင် ဖိုင်း ဒါကအိမ်ချက် အင်ကျက် โอเค organic ဆိုနေတော့အယူပါတယ်က ဟုတ်ဒါဝက်ကလေးတဲ့ ဒါလေးကတာလပေါ်ပဲ တာလဘော ရှယ်ပဲ ရှယ်ပဲဆိုတော့ ဟုတ်လား ဟုတ်ကဲ့ရတယ်ကုတ်ပြစ်မှာထိုင်စားကြလို့ဟုတ်ဒီမှာငပိတိုးစရာအစုံဆိုတော့ဒီမှာကသူကဒီဆိုင်လေးကသူကဖွင့်ထားတာတစ်နှစ်ပြည့်တော့မယ်လို့ပြောတယ်ဒီကို8လပိုင်းလား9လပိုင်းလားအဲ့လောက်ဆိုရင်တစ်နှစ်ပြည့်တော့မယ်တဲ့သူကမဲဆောက်ကဆိုင်ကတော့သူကအရင်ဆုံးဖွင့်တာပေါ့နော်ပင်ရင်းဆိုင်ပေါ့ချင်းမှန်ဆိုင်ခွဲတက်တက်ရဲ့ကလေးနဲ့ကွာဟိုကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒီ location လေးဆိုလဲတော်တော်လေးကောင်းတယ် နောက်မှတော့ချောင်းလေးနဲ့ ချောင်းလေးနဲ့သူကအဲ့လိုမျိုးပြီးသွားလို့ရှိရင်အဲ့လိုမျိုးတော်တော်ဟိုကျွန်တော်တို့အရင်တော့ကလေကရင်အိမ်နေလေးတည်ရမလားအဲ့လိုကရင်အိမ်တိမ်မှာထိုင်စားတဲ့ပုံစံမျိုးသူကလှုပ်ထားပေးတာဟုတ်တာဟဲဖို့ဟုတ်ကဲ့ညဟုတ်ကဲ့ပြအဲ့လိုတင်လိုက်ဟုတ်ကဲ့တော့ဝတ်တာဟုတ်ကဲ့ကျေးဇူးပါဟုတ်အားထားရလည်းရောက်ပါပြီဆိုတဲ့ခါကျတော့တကယ်ကျွန်တော်တို့ဗာလဲကရင်ရွာလေးတယောက်ရောက်သွားပြီးတော့လေကရင်ထမင်းဝိုင်းလေးစားရတယ်လို့ပဲဒီမှာကြည့်ကျွန်တော်တို့ဒီနေ့မှားထားတာတွေအများကြီးပဲပေါ့နော်အရင်ဆုံးစမိတ်ဆက်ပေးချင်တာကတာလဘောပါဒါဒီတာလဘောဆိုင်ရဲ့အဓိက main signature ပေါ့နော်တာလဘောဟင်းညိုပါဒါအရန်စားခြင်းတွေလို့ဒီကိုတကူတကလာတာပေါ့နော်ပြီးသွားလို့ရှိရင် तू က free ချပေး item တွေရှိတယ်ဒါလေးဆိုလို့ရှိရင်တာဟဲဖို့ကရင်တွေကတော့သိမယ်တာဟဲဖို့ပေါ့နော်ဆက်ဆက်ကလေးချက်ထားတာထောင်းထားတာအဲ့လိုမျိုးခန်းသီးလေးတွေရောငုတ်သီးလေးတွေရောအဲ့လိုမျိုးအသီးပဲအစုံထောင်းထားတဲ့ဟာလေးရယ်ပြီးတော့ဒီမှာငပိတိုးမြုပ်ဆိုလို့ဒါ free ပဲကြည့်ပါအောင်ငပိတိုးမြုပ်ကို စေနာပါ ငပိတောင်းရယ်ငရုတ်သီးကြော်လေးရယ်ငပိရည်ရယ်ပြီးသွားရင်အမှဒီအတိုးမြုပ်စုံစုံလင်းလင်းတော်တော်စုံတာငပိရယ် special ပစုံတုတ်ကြီးပါရေချိုပစုံတုတ်ပါခင်ဗျာရေချိုပစုံချက်ပါတောဝက်သားဟင်းမှာကျွန်တော်တောဝက်သားဟင်းကိုခါမှမစားဘူးဘကိုးသားဆိုတော့တောဝက်သားကြီးပါရမရဘူးလေဘကိုးမှာကြတော့ဆိုတော့ဒါပထမဆုံးစားရမှာပေါ့နော်ဆိုတော့အရန်ကြီးကြီးကျင်နေပါပြီယေရှုပါဒီဆိုင်ကလေဟိုဝန်ထမ်းကြီးလေးတွေကလေတော်တော်ကိုဟိုဟာဖြစ်တာတော်လဲတော်တယ်ပြီးတော့အဲ့ဝယ်လဲအရန်ကြည်တယ်ဘယ်လိုမျိုးကိုမိသားစုဆိုင်မှာလာစားနေရတဲ့အတိုင်းပဲတော်တော်အဲ့ဝက်ကြည်တာကဲအဲ့ဒါမပြောနိုင်တော့စားချင်နေပြီကဲဒါလည်းပေါ့လေးဗျာဒီမှာကြည့်ပါဦးမြင့်နဲ့အမလေးတော်တော်ကောင်းလိုက်တာအမလေးအဲ့ဒါဒီမှာထွက်တော်တော်ကောင်းတာခါတော့တော်တော်ကောင်းတယ်တော်တော်ကောင်းလိုက်တာလားပေါ့ငပိ ကရင်ပြည့်ပဲလေ ကရင်ငပိပါကရင်ငပိဆိုလဲတော်တော်ကောင်းကောင်းစားတာဆိုတော့လေကဲငပိကိုဒီလိုမျိုးစမ်းချမယ်ထိုင်းလာပြီးတော့ငပိထိုင်စားနေရနော်ခက်တီတီပဲအဲ့တော့မှနဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာအနှစ်ကလေးယူအဲ့လိုနဲပြီးပြီဆိုလို့ရှိရင်အတူမြုပ်လေးကဲ before break တတ်စားကြပါအောင်အပြေရန်ကောင်း我炸开不嘞米酒嘛，တော်လေးကောင်းတယ်ဆက်ကလေးဥမာလေအဲ့ဒီမှာရုံးနေသေးရဲ့ဒါဒီမှာတာဟဲဖို့ပါရုံးနေသေးတို့ခရမ်းသေးတို့ငရုတ်သေးတို့သူကထောင်းထားတာထားကြပါအောင်တာဟဲဖို့တော်ကောင်းလားသူတို့တရင်နေကအတီးဘက်တွေဆိုလို့ရှိရင်အဲ့လိုလက်ဆက်စားရလားမသိဘူးတော်ကောင်းလား
စူးပုတ်လေးတွေကခတ်ထားသေးတယ်တာလဘောဟင်းထဲမှာတော်တော်ကောင်းတာတာလဘောကငါတို့ဘာဟင်းမတော့နိုင်ကြမလို့တာလဘောရယ်ငပိတိုးစရာရယ်တာဟဲဖို့ရယ်အိုးတအားကိုကောင်းနေပြီဒါတော့ဝတ်တာကိုလည်းနူးနေအောင်ချက်ထားတာ။မကြီးဘယ်လောက်နူးလဲကျွန်တော်ပြ။ကျွန်တော်လက်ကလေးနဲ့ပဲဖဲ့ရနော်။တွေ့လား။တောဝတ်သားကိုနူးအိနေတာပဲ။အဲ့လိုမျိုး။ပြီးတော့တောဝတ်သားကိုကျွန်တော်အနံ့နေပါညှိမယ်ထင်တာလေ။လုံးဝမညှိဘူးစားလို့တော်တော်ကောင်းတာ ဒါပစံတော့ရေချိုပစံတော့ပေါ့နော်တကယ်ပြောရရင် KM ကရေချိုပစံတော့အကြီးမရှိဘူးနော် ။ဟုတ်တယ်အကြီးမရှိဘူး ဒါဆိုဒီ site ကကြည့်အောင်နဲတာမဟုတ် ။ဟုတ်ပါ ရေချိုပစံတော့ထည့်လိုက်တော့မယ်ပေါ့နဲတာရော ။ဟုတ်ပါ။နဲတာကြီးမဟုတ်ဘူး အသားလည်းအများကြီးပဲနင်ကိုခွာလိုက် ။အားယူကြည့်။အိုး ရှယ်ပဲ ရှယ်ပဲ ချင်းမိုင်ရောက်တာဒီဆိုင်ကိုလာစားတော့မှန်သွားပြီနော် ဟုတ်တယ် တော့ကောင်း ။ကျွန်တော်ပြောပြမယ်။ဒီကိုလာလို့ရှိရင်လေမဖြစ်မနေစားရမယ့်ဟာရလေတာဟဲဖို့ပါတယ်။တာလဘောပါတယ်။ဒီငပိတာတော်တော်ကောင်းတာ။ကျွန်တော်ဆိုအိတ်3ခုနဲ့ထမင်းတအားမိန်တာ။ခုကျွန်တော်နှစ်ပွဲကုန်သွားပြန်ပြီ အဆင်ပြေလာကိုကြီးစား ဟုတ်ကဲ့အဆင်ပြေတယ်ဟိုကလေတိကျင်တာလေဒီမှာဆိုအတီးရွက်တွေအရန်လက်တာပေါ့နော်အဲ့ဒါဘလို့ကြီးလှုပ်ထားလဲမသိဘူးဟိုကိုကပဲအဲ့လိုစိုက်တာလားဘလို့မျိုးလဲမသိဘူး တော်တော်များများပေါ့နော်တော်တော်များများကိုကျွန်တော်တို့ site တာဆိုတော့ဒီမှာဒီ dry skit ဆိုတော့ဒီဘက်မှာကျွန်တော် channel ရှိတယ် channel ရှိတော့မှများသောအားဖြင့်ကတမင်ပြိုးပြီး site တာလဲရှိတယ်ဒါမှမဟုတ်အရင်ကတည်းကစီးရင်ဆွဲဟာတွေကိုကျွန်တော်တို့ဒီတဘာဝအတိုင်းပေါ့နော် ဟုတ်ကဲ့ ကရင်ရိုးရာအတိုင်းပဲကျွန်တော်ရှိတဲ့ဟာလေးကိုခူးပြီးတော့မှတရဲညွန့်လို့ပါဆိုကျွန်တော်ဒီတိုင်းပဲသူ့အချိန်ရတဲ့ချိန်လေးမှာခူးပြီးတော့တို့စရာပေးလိုက်လက်ဆက်ပေါ့အဓိကတော့ organic chemical မပါဘူး ဟုတ်ကဲ့အဲ့ကြောင့်မို့လို့ဟိုဒီလိုတာဟဲပိုးတို့ဒီညစ်ဒီပါလေတာလဘောတို့ဆိုချိုးနေတာလေ ဟုတ်ကဲ့ကိုကြီး ပြီးတော့နောက်တစ်ခုကကျွန်တော်အချိုမုံရတာလုံးဝမရဘူး ဟုတ်တယ်အချုံမုံမထဲဘူးဗျာကျွန်တော်ဒီအဓိကတော့တာလပေါ်မှာဆိုကျွန်တော်ငပိပေါ့ ဟုတ်တယ် ငပိရေပေါ့နော်ငပိရေထည့်တာပေါ့ငပိထည့်ငပိကပါလဲဆိုတော့ ဟုတ်ကဲ့ မိုးရင်းဆိုတော့ငါးတေးသေးလေးတွေပေါ့ကောက်တင်းကောက်တဲ့ငါးလေးတွေသူကိုယ်တိုင်ငပိတိတ်ပြီးတော့မှလုံးဝ authentic ဒီဆိုင်အတွက်တည်တံ့ပဲ ဟုတ်ကဲ့နောက်လဲလာအောင်ပါကျွန်တော်တို့နှစ်ယောက်က KM မှာဟိုအလုပ်လုပ်နေကြတာ KM ကရုံးတစ်ခုမှာလုပ်နေတယ်လုပ်နေနေဒီဘက်ကိုကျွန်တော်တို့ဘလော့လဲရိုက်ချင်တယ်အဲ့လိုမျိုးအလုပ်ကိစ္စလေးလည်းရှိတော့ရောက်လာရင်လည်းအဲ့နဲ့ဒီဆိုင်ကိုကျွန်တော်တို့ဟို MCN နေတွေ့သွားပြီပေါ့တွေ့သွားပြီးအဲ့နဲ့အရန်စားကြည့်ကျင်သွားဆိုတော့နှစ်ယောက်သားတိုင်မီလာတဲ့ခါကျတော့တော်တော်လေးစားကောင်းတယ်ကျေးဇူးအများကြီးတင်ပါတယ် service လည်းအရန်ကောင်းလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်သွားပြီနော်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဒီမှာသူတို့ရဲ့ product တွေရှိရသေးလားဒီမှာတာလဘောကကိုယ်တိုင်ထုတ်တဲ့ဒီမှာချင်မောင်ကျော်တို့တာလဘောချင်မောင်ကျော်တို့ပြီးသွားလို့ရှင်တာလဘောငပိကျော်တို့ပြီးသွားလို့ရှင်ဒီမှာဒီပါလဲ Say Coffee တွေလည်းရှိရပြီးတော့ဒီမှာနွင်းမှုန့်တွေလည်းရှိရပေါ့နော်သူတို့ရဲ့ product လေးတွေပေါ့ ကင်းလေး ပကင်းကြီးလေးလည်းရှိရသူတို့ကအပေါ်တက်က renovate လုပ်နေတာဆိုတော့ကျွန်တော်တို့ဒီတစ်ခါတော့ line မပြတော့ဘူးပေါ့နော်နောက်တစ်ခါမှကျွန်တော် AC ပြမယ်ဆိုတော့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ် FOB ကိုကြည့်နေပြည်သက်တွေအားလုံးလည်းချင်းမိုင်အောင်ရောက်ခဲ့လို့ရှိရင်ချင်းမိုင်တောင်မဲဆောက်ကိုရောက်ခဲ့လို့ရှိရင်ဒီတာလဘော့ဆိုင်လေးမှာလာရောက်စားကြည့်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့နောက် vlog လေးတွေမှာလည်းကျွန်တော်ဘယ်ကိုသွားပြီးတော့ဗမာစားပြမလဲဆိုတော့အားလုံးပဲဆက်လက်ဆောင်ကြည့်ချပေးကြပါအောင်ခင်ဗျာဒီမှာဆိုင်ရပေးလိုက်တဲ့နှစ်ထုံးနဲ့ပြန်มาတော့မယ်တတာ